ပြင်ညာရှိပါလားရှိပါလားခုခင်ဗျားတို့သိရဲလားဟမ်တိမ်မာသိလားမသိဘူးလားဘယ်ချိန်သိမှာလဲဘယ်နေရာလဲဘယ်တော့သိမှာလဲဒါပေမဲ့မသိသေးဖြည်းဖြည်းလှုပ်တာပေါ့ဟမ်လက်ဖြံအောင်မသိနိုင်ဘူးလားခဏနေရောအချိန်မရွေးဒါတော့သိတယ်နော်အချိန်မရွေးသိနိုင်မှသိရတဲ့နဲ့ခုခင်ဗျားတို့သိဖို့အစဉ်သင်ဖြစ်ပြီလားခိုင်းပြဿနာအဲ့ဒါယောဂရှင်းလားခင်ဗျားတို့မှာခိုင်လုံတဲ့အသုံးချစရာပညာမရှိသေးလို့မသိရဲသေးတာပေါ့ကျင်တတ်ကလားကဲနေတဲ့အခါလဲမရှုံးအောင်နေတတ်မယ်ဆိုရင်အနေတတ်ရင်အသေးတတ်တယ်ပြန်ပြောအနေမှန်ရင်အနေကောင်းတဲ့လူကကဲခင်ဗျားတို့နေတတ်တဲ့ပညာသာရှိရင်မသေးရဲစရာအကြောင်းအဲ့ဒါပညာမှတ်ထားရှင်းလားခုခင်ဗျားတို့မှာရှိတာခန္ဓာဘယ်နှပါးဒါကြလည်းပြောတတ်ပြန်ရောဟမ်ခုခေတ်တရားဩဝါဒနည်းနည်းတော့ကြောက်စရာကောင်းတယ်။အောက်ဆိုအောက်မှာကိုယ်ထက်တက်တဲ့လူတွေတဘုံနော်။ကိုကပြောတာပြောနေရတယ်သူတို့ကတက်ပြီးသားတွေနော်။အဲ့တော့တက်ပြီးသားတွေလာပြီးဆရာလောက်ရပြန်တော့လေသိအဆင်ပြေတာမဟုတ်ဘူး။တခါတလေတရားဟောဘုန်းကြီးတောင်သူတို့ပြန်ဝေဖန်ခြင်းဝေဖန်နေသေးတာဟုတ်နော်။ဟိုဘုန်းကြီးကကောင်းတယ်ဒီဘုန်းကြီးကမကောင်း။ဟိုကိုတော့မိုက်တယ်ဒီကိုတော့မမိုက်။ဟမ်သဘောပါသလားမဲသူတို့တောင်ကိုကပြန်ကြောက်နေရတဲ့ခါတခါလေးရှိသေးတာကိုဆရာဘုန်းကြီးပဲဆိုပြီးတော့သိတော့မန်ဝင့်နေလို့မရဘူးဘာလို့ကိုတက်တဲ့လူတွေအောက်မှာတပုံကြီးရှိအဲ့တော့ကိုလည်းကြည့်ပြောလိုက်ရင်တော့ခန္ဓာဘယ်နှပါးဟောကြည့်ခန္ဓာ၅ပါးသာတကယ်သိတာဆိုရင်ခင်ဗျားတို့ဘာမှမသိရဲစရာမရှိဘူးခုမေးပြမယ်ခန္ဓာ၅ပါးထဲမှာကိုပိုင်တဲ့တရားပါလားခန္ဓာ၅ပါးမြဲသလားမမြဲဘူးလားဖြည်းအားလုံးဖြည်းမြဲတာမမြဲဘူးလားကိုပိုင်သလားမပိုင်ဘူးလားကိုဖြစ်ချင်သလိုဖြစ်သလားမဖြစ်ဘူးလားဒါပြန်အဲ့ဒီထဲမှာငါကိုငါဟာငါဥစ္စာပါသလားသိလိုက်ရဲသိလိုက်အစကတည်းကမှကိုဟာမပါဘဲနဲ့သွားကျင်ရသွားသဘောပါသလားအဟောခင်ဗျားတို့ဒီပညာတတ်ထားတာဆိုရင်ဘာမှကြောက်เสียမလိုဘူးအခုတော့ပြောတာတစ်မျိုးရှင်းလားဘောမလုံးနဲ့ပညာဆိုတာဘယ်သူကိုယ်တိုင်သိရမှာလဲစာရိအန္တနေုံနဲ့မရဘူးဧဝံသူတိုင်းကသမယဘောဂသောတရားဝိရတိကလုံနေဒီထဲဘာပြောလို့ပြောထားမှမသိရမလားရှင်းသလားအဲ့တော့ခန္ဓာ၅ပါးထဲမှာ1ယူပက်ခန္ဓာနော်ဒါအလုံးနားလဲအောင်ယူပက်ခန္ဓာပြောတာပါဠိလိုပြောရင်ရူပက်ခန္ဓာပေါ့ဘယ်အတန်မှန်တယ်လဲမေးရင်ကိုယ့်အကိုပြန်သာရှာကြမသိဘူးတို့တော့ရှင်းတယ်နော်ဘာလို့ဆိုဟို2500တုန်းကလူတွေဘယ်လိုစကားပြောခဲ့မှန်းတော့အခုမသိတော့ဘဲနဲ့ဘယ်ဟာမှန်တယ်လားရှာရှင်းမနေနဲ့မင်းလည်းမသိဘူးငါလည်းမသိဘူးရှင်းတယ်နော်အရေးကြီးတာကိုယ်တိုင်နားလည်ဖို့ပဲအရေးကြီးတယ်ယူဘက်ခန္ဓာပဲပြောရူဘက်ခန္ဓာပဲပြောဘာတရားတို့ရုပ်တရားပြောဘာတရားတို့ရုပ်ပဲသဘောရှိတယ်ဖောက်ပြန်တဲ့သဘောရှိတယ်ပြောဘာသဘောရှိတယ်အဲ့ဒါသိဖို့အရေးကြီးတာဟိုရူပခန္ဓာပြောယူပခန္ဓာပြောညာပြောအရေးကြီးတာဖောက်ပြန်တာသိဖို့ရှင်းနော်ခုခင်ဗျားတို့မှာဖောက်ပြန်တတ်တဲ့ရုပ်ရှိမရှိဟုတ်ပြီအဲ့ဒီရုပ်ဒီမြဲသလားမမြဲဘူးလားအဲ့မမြဲတဲ့ရုပ်ကြီးဟာငါလားငါဥစ္စာလားကိုပိုင်သလားကဲကိုရုပ်ကိုစစ်စမ်းကိုဖြစ်ခြင်းလို့ဖြစ်သလားစိတ်တိုင်းကြဖြစ်သလားဒါဖြင့်ကိုနဲ့ကိုပိုင်လို့လားမပိုင်လို့လားကဲအဲ့ဒီရုပ်ဒီတဖြည်းဖြည်းနုပြိုလာသလားအိုလာသလားမအိုနဲ့တာဟမ်ဟုတ်အမေရိကန်သွားတာရမလားခုသိပ္ပံပညာတွေအရန်တိုးတက်နေတာပဲမအိုအောင် plastic surgery တွေပါလေလုပ်တာရမလားကျင်စင်တော့လင်စည်းစားဟမ်ဘာနဲ့တားရင်ရဘာနဲ့မှတားလို့အိုပြီးရင်ဘာဖြစ်မနာအောင်ပြုစုဟမ်
အာကစားလေးပါလေးလုပ်လေအာကစားသမားမြန်မြန်နာတယ်ရှင်းသလားသဘောပေါက်သလားအေးအဲ့တော့စောစောအာကစားသမားဆိုတာအခုလည်းတည်းမှာလောဘဒေါသတွေနဲ့တခါတည်းကိုသုံးရမယ်အားတဲ့ပိုသုံးကြတော့အသက်တိုးကုန်ကြတော့အဲ့တော့အသက်ရှည်ဖို့အာကစားလုပ်ပါတယ်ဆိုမှအခုဘယ်သူကစံချိန်ဘယ်လောက်ချိုးလိုက်တဲ့တတ်နေတာမြန်မြန်သေးအောင်တတ်နေတာရှင်းလားလိုအပ်တဲ့ခွန်အားတဲ့ပိုသုံးရပြီဆိုကြတဲ့ဒီကလူအသက်ရှည်မလားအသက်တိုးမလားအေးအဲ့တော့တားလို့ရသလားမအိုအောင်တားလို့လဲမနာအောင်မသေးအောင်ရှင်းတယ်နော်ဒါဖြင့်ဒီရုပ်ကိုပိုင်သလားဒါဖြင့်ရုပ်မပိုင်ရင်နာမ်ရောကိုယ်မှာဝေဒနာရောရှိမရှိဒုက္ခဝေဒနာလေးပဲလိုချင်တယ်ဒုက္ခဝေဒနာမလိုချင်ဘူးကိုယ်ဝေဒနာကိုယ်ပိုင်ရင်ဆင်းရဲတွေမလာခဲ့နဲ့ကွယ်ရမလားချမ်းသာလေးပဲလာပါရမလားဒါဖြင့်ဝေဒနာရောပိုင်သလားတင်ညာကိုမညာရောကိုပိုင်သလားတခါလေငါမြင်မှုပါတယ်စဉ်းစားနေတယ်ဒီလူချက်ချင်းပေါ်သလားမဟုတ်ဘူးပညာကိုလှုပ်ချင်တယ်လို့လှုပ်လို့မရဘူးမှတ်ထားပြီးမှတခါလေဒါမို့လို့ဦးဇင်းတို့ခုနစောစောကခေါင်းစဉ်ကြီးညာတယ်ဆိုတာအခုလိုတရားဟောရင်ပြောရင်နဲ့တစ်ဖက်ဇံဝင်သွားရင်ဟိုခေါင်းစဉ်မိတ်သွားမှာဆိုလို့ခါလေးပလင်မော်ရောက်မှစဉ်းစားတယ်ငါကြက်လာတဲ့ခေါင်းစဉ်ကဘာပါလဲအခုဒီနေ့ဆိုလဲတနေ့ကုန်အလုပ်လုပ်နေတာအဲ့ဒါတရားတကာကြီးတွေစောစောကြွပါဆိုတော့အေးကြွဆိုကြွတာဗောနော်မကြွဘူးဆိုရင်လည်းသူတို့ကစိတ်ကဆိုးမှာနော်အကြောင်းအကျိုးပြောပြလို့လည်းသူတို့နားမလဲအဲ့တော့စောစောကြွဆိုတော့ကဲကြွပေးမယ်ဘာလို့ရမလဲဆိုတော့ဒီမှာကိုလိုကန့်လန့်ဖြစ်နေတယ်စာလည်းမကြည့်ခဲ့ရဘူးနော် rest လည်းမယူခဲ့ရဘူးမနာခဲ့ရဘူးအဲ့တော့ဒီရောက်လာတော့မှဘုံဆိုကလေးမောအိတ်သွားတယ်ဒါပေမဲ့ဖြောင်းဖြောင်းမအိတ်ရဲဘူးဘာဖြစ်လို့စာမကြည့်ရသေးလို့နော်အဲ့ဒါပြီးတော့မှအပြေးလွှားထားပြီးစာကြက်လာတော့ကိုကြက်ထားတဲ့စာလေးမေ့သွားမှဆိုလို့ခုနပြောရတယ်ခုနဘယ်သူအကြောင်းပြောမှာပါလိမ့်သူစိန်တိတပြောတကယ်တော့သူစိန်တိတပေါ့ဗျာတာဝမှုနဲ့တိမှာဒါပေမဲ့တို့အတန်ထွက်တော့သူစိန်တိတရှင်းလားအဲ့ဒီယဟန်အကြောင်းကိုပြောမှာခင်ဗျားတို့မှတ်ပေးကြအောင်ဥဒ္ဓမင်္ဂလာမှတ်နိုင်တာမဟုတ်ဘူးနော်မေ့သွားတာအဲ့တော့လောလောဆယ်ဘယ်သူအကြောင်းပြောနေတာပါလဲသူစိန်တိတနောက်မှဟောမယ်တရားနော်အခုပြောနေတဲ့အချက်ကအာဂရဓမ္မတွေခုနမြန်သေးတယ်ဆိုတာဟုတ်လားဝေဒနာကိုကိုဖြစ်ခြင်းလို့ဖြစ်သလားမဖြစ်ရင်သင်ညာကိုကိုဖြစ်ခြင်းလို့ဖြစ်သလားဒါဖြင့်သင်္ခါရပြုပြင်တဲ့စေတနာကိုကိုဖြစ်ခြင်းလို့ဖြစ်သလားစေတနာကအခုကောင်းနေပေမဲ့ခဏနေကောင်းခြင်းမှကောင်းတာနေငါစေတနာနဲ့ပြောတာနော်ဆိုတဲ့နောက်ကဒေါသလိုက်လာပြီရှင်းသလားခင်ဗျားတို့တွဲထားတဲ့သလုံးကကရုဏာဒေါသောကရုဏာနဲ့ဘာနဲ့ပေါင်းကရုဏာဆိုတာကတနာတာဟုတ်ပြီနော်ကရုဏာကဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကိုဘာလို့လဲတနာတာအဲ့တော့သူတို့ကိုတနာတဲ့စိတ်ကလေးကရုဏာကနောက်ကတနာတယ်ရဲ့နောက်ကဘာဖြစ်လာဒေါသဆိုတော့ကရုဏာနဲ့ဒေါသဆန့်ကျင်ပဲနော်ကရုဏာကတနာကျင်နာတတ်တဲ့စိတ်ဒေါသကခက်ထန်ကြမ်းတမ်းတဲ့စိတ်ဖြက်စီးလိုတဲ့စိတ်ဒါဖြင့်ကရုဏာကကဲတင်ခြင်းတာဒေါသကဖြက်စီးခြင်းတာတူလားမတူဘဲနဲ့ဘာလို့သူတို့နှစ်ခုပေါင်းထားတော့ရှင်းလားဆိုတော့ဘာရှင်းအောင်စေတနာကအခုကောင်းတယ်အခုမကောင်းဘူးပြန်ပြောကရုဏာဒေါသောပြန်ပြောအခုပဲသနာတဲ့စိတ်ပေါ်နေတယ်အခုပဲဖြည့်ဆည်းခြင်းတဲ့စိတ်ပေါ်နေတယ်ခင်ဗျားတို့စိတ်စေတနာကိုအစိုးရသလားဒါဖြင့်စိတ်စေတနာရောကိုပိုင်သလားဒါဖြင့်စေတနာမပိုင်ရင်ကိုယ်စိတ်ကိုရောပိုင်သလားကဲဒါဖြင့်ဘာပိုင်လဲခန္ဓာ၅ပါးမြဲသလားမမြဲဘူးလားဘာသစ္စာခန္ဓာမှန်ရင်ဘာသစ္စာဒါဖြင့်ကိုပိုင်တဲ့တရားလားမပိုင်တဲ့တရားလားကဲအဲ့ဒီခုသူတော်ကောင်းတို့ဖြေနေတဲ့အတိုင်းလေးကိုယ်တိုင်သိတဲ့ပညာဆိုရင်ဘယ်ချိန်ဆိုသိဖို့ဆင်းသင့်မလဲရှင်းလား
ကိုရုပ်ကိုမှမပိုင်မဲ့မပိုင်တဲ့ရုပ်သွားကြတယ်လို့သွား